ဒေါက်တာကောင်းမြတ်ပါဆရာတဲ့ဆေးလိပ်လည်းမဖြတ်နိုင်ဘူးတဲ့ရုပ်နှုတ်အောင်ဘယ်လိုလုပ်ရမှာလဲတဲ့ဟောအဲ့တော့ဒီဆေးလိပ်ကတကယ်ပဲကျွန်တော်တို့ရုပ်ပြင်စီလားပေါ့နော်ဆေးလိပ်တောက်ခြင်းဒီကျန်းမာရေးကိုထိခိုက်စေပါသည်ကိုဆေးလိပ်ကကျန်းမာရေးပေါ်ဘယ်လိုဆိုးကျိုးတွေရှိလဲလို့ဒါတွေကတော့အားလုံးလည်းသိပြီးသားဖြစ်တယ်ဒါပေမဲ့ဆေးလိပ်မတောက်ဘဲနေနိုင်ကြလားဆေးလိပ်ကြိုက်တဲ့လူတွေမဖြတ်ဘဲနေနိုင်လားဆိုတော့လည်းမနေနိုင်ဘူးပေါ့နော်အခုလိုမျိုးပဲဆေးလိပ်မဖြတ်နိုင်ကြဘူးတောက်ကြတယ်ဒါဘာကြောင့်လဲဆိုတော့ဆေးလိပ်တောက်ခြင်းအားကျွန်တော်တို့ဒီ biological ပေါ့ဒီဇီဝဗေဒဆိုင်ရာခန္ဓာကိုယ်မှာဆွဲလန်းတာတစ်ခုတည်းမဟုတ်သူကဒီ psychological ပေါ့စိတ်ပိုင်းဆိုင်ရာအရာပါဆွဲလန်းတတ်တဲ့သဘောရှိတယ်ဒါကြောင့်လည်းဒီဆေးလိပ်ဖြတ်ဖို့ခက်နေကြတာပေါ့အဲ့တော့ကျန်းမာရေးပေါ်ကြီးကြီးမားမားတက်ရောက်မှုတွေကတော့ကျွန်တော်မပြောတော့ဘူးအဓိကဒီမှာပြောချင်တာကဒီ agent ပေါ့နော်ဆေးလိပ်တောက်ခြင်းကရုပ်ရည်စီလားပုံမင်းရုံဖြစ်စီလားဒါကိုပဲအဓိကပြောမှာပေါ့ဒါကိုပြောတော့မယ်ဆိုရင်ကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့လုပ်ထားတဲ့တုတေသနာတွေရှိလားပေါ့နော်စနစ်တကျလောက်ထားရရှိလားပြန်ကြည့်ဖို့လိုတယ်ပြန်ကြည့်တဲ့အခါမှာဒီဆေးလိပ်တောက်ခြင်းဟာကျွန်တော်တို့ဒီ cellular level ပေါ့ဟို cells လေးတွေအထိဒီ cells လေးတွေမှာဒီ chromosome ပေါ့ chromosome မှာရှိတဲ့အပေါ်ကဒီကာလေးတွေရှိတယ်ပေါ့နော်လူမီယာလို့ခေါ်တယ်အဲ့တော့ဒီလူတယောက် biological agent အသက်အရွယ်ကြီးလာတာများဒီတယ်လိုမီယာလေးတွေကတဖြည်းဖြည်းတိုးလာတယ် cell လေးတွေကွဲတာနဲ့များသူက light တိုးလာတယ်ဒါ sign of aging ပေါ့နော် cellular level မှာဆိုရင်အဲ့တော့ဆေးလိပ်တောက်တဲ့သူတွေမှာဘာဖြစ်လဲဆိုတော့ဒါလေးတွေကပိုပြီးတိုးလာတယ်ဒီလူပေါင်း9သိန်းလောက်မှာသုတေသနလုပ်ကြည့်တဲ့စရင်းတွေအရကိုတောက်တဲ့ဆေးလိပ်အရေးအတွက်ဆေးလိပ်ပမာဏပေါ်မူတည်ပြီးတော့ဒါလေးကတိုးတာပိုမြန်လာတယ်ပေါ့အဲ့တော့ဒီ cellular level မှာလည်း biological agent ပေါ်မှာဒီဆေးလိပ်တောက်ခြင်းတက်ရောက်မှုရှိတယ်ပေါ့နော်။အိုမင်းယုံမှုဖြစ်စေတယ်ဆိုတာတော့တွေ့ရတယ်။နောက်ချက်ကကြတော့ဒီ oxidative stress တွေ free radicals တွေပေါ့ဆေးလိပ်တောက်တဲ့အခါမှာဒီ free radicals တွေထွက်တယ်လုံဆော်တယ်ဒီကနေပြီးတော့ခန္ဓာကိုယ်တွင်းမှာဒီရောင်ရမ်းမှုတွေ inflammation တွေဖြစ်တယ်ပေါ့။ရောင်ရမ်းမှုတွေကနေဒီကြီးမားတဲ့အရေးပါတဲ့ဒီနှလုံးတို့အဆုတ်တို့ပေါ်တက်ရောက်မှုကတော့တကြောင်ပေါ့ဒါပေမဲ့ကျွန်တော်ကဒီမှာ agent အတွက်ပြောတာဆိုတော့သူကခန္ဓာကိုယ်တွင်းက proteins တွေကိုလည်းပျက်စီးစေတယ်ဒီ proteins တွေထဲမှာအသားရည်အတွက်အရေးပါတဲ့ collagen protein လေးတွေကိုပျက်စီးစေတယ်ပေါ့နော်ဒီခါမှာအရေးကြောင်းတွေပေါ်လာတာရေရှည်ဆွဲတောက်ရဲ့အိုမင်းယုံမှုတွေဖြစ်စေတာရုပ်ရည်နာဆိုတာမျိုးတွေကဒါနဲ့အဓိကသက်ဆိုင်နေတာဖြစ်ပါတယ်။ဒီချက်တွေရှိပေမဲ့လည်းလူတွေဘာလို့ဒီဆေးလိပ်ကိုဆွဲလန်းတောက်နေရလဲဆိုတော့နံပါတ်1ကတော့ကျွန်တော်တို့ဒီ nicotine ဆိုတဲ့ဆေးလိပ် cigarette တွေမှာပါတဲ့ဓာတ်ပေါ့နော်။သူကဦးနှောက်မှာဆိုရင်ဒီ phytochemical ပေါ့ဒိုပါမင်းထွက်စေတဲ့သဘောရှိတယ်ဒီဆေးလိပ်တောက်လိုက်ရင်ဒိုပါမင်းထွက်လာတော့ဒီကျဉ်တဲ့စိတ်လေးကိုသူကဆွဲလန်းတာပေါ့နော်ဆေးလိပ်မတောက်အောင်ရင်ပဲသူမှာဒီစိတ်ကတိကောက်ဖြစ်တာစိတ်တူတာစိတ်ဆက်တာစိတ်ပူတာတွေအာရုံစူးစိုက်လို့မရတော့တာတွေဒါမျိုးတွေဖြစ်လာတာပေါ့တချို့ကကြတော့လည်းအကျင့်ဖြစ်နေတာပေါ့မနက်မိုးလင်းတာနဲ့ကျွန်တော် coffee လေးတောက်ဆေးလိပ်လေးတောက်လိုက်ရမှာဒါမှမဟုတ်လည်းအလုံးမှာနားကျင်လေးဆိုရင်အပြင်ထွက်ပြီးဆေးလိပ်လေးဖွာလိုက်ရမှာနေတာမျိုးရှိတယ်အဲ့တော့ဒီလိုမျိုးအကျင့်တွေစိတ်ပိုင်းဆိုင်ရာဆွဲလန်းနေတာမိတီနေတာတွေကြတော့တိကနေဖြတ်ဖို့ခက်တယ်ဒီမှာမေးထားတဲ့ညီလေးလို့ပေါ့မဖြတ်နိုင်ဘူးဆိုတာတွေကအဓိက biological အကြောင်းအရာအထက်ဒီ psychological အကြောင်းဆေးလိပ်ကဖြတ်ဖို့ခက်တာဖြစ်ပါတယ်အဲ့တော့ကိုကဒီဆေးလိပ်ကြောင့်ဖြစ်တဲ့ agent ပေါ့နော်ရုပ်ရည်နာတွေအိုဇာတာတွေကိုလည်းမလိုချင်ဘူးရေချောင်းတွေကိုလည်းမကြိုက်ဘူးဆေးလိပ်ကလည်းလုံးဝမဖြတ်နိုင်ဘူးဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့အဓိကကတော့ဒီ free radicals တွေကိုတတ်တာမဲ့ antioxidant supplement တွေပေါ့နော်ဟိုတောက်လို့ရမယ်နောက် skin care တွေမှာဆိုလည်းဒီ collagen လုံဆောင်မဲ့အသားရည်အတွက်ကာကွယ်ပေးမဲ့ anti aging skin care တွေတုံးပေါ့ဒီတက်ပို့ပြီးတစ်ဆင့်လုံးလို့ရတာဆိုရင်တော့ကျွန်တော်တို့ဆေးကန်းတွေမှာ anti aging ကုသမှုတွေအများကြီးရှိတယ်ရေးချောင်းရှိတဲ့သူတွေမှာဆိုရင်ရေးချောင်းအတွက်ဒီ botox ထိုးတာမျိုးတွေရှိတယ် collagen ကြိုးထိုးတာတွေ collagen လုံဆော်တဲ့ကုသမှုတွေ exosome တို့ biostimulator တို့အများကြီးပေါ့နော်ဒီလိုကုသမှုတွေလည်းရွေးချယ်လုပ်လို့ရပါတယ်အဓိကပြောချင်တာကတော့ကျွန်တော်ကဒီကုသမှုတွေလုပ်ဒီလိုတွေလုပ်နေဆေးလိပ်ကြက်တလောက်တောက်လို့ပြောတာမဟုတ်ဘူးเนาะသူကဆေးလိပ်လည်းမဖြတ်နိုင်ဘူးတခြားဘာတွေလုပ်လို့ရမလဲယုံနှုခြင်းတယ်ဆိုလို့ဒီလိုလေးတွေကိုတော့လုပ်ပေးလို့ရတယ်လို့ပဲပြောပြချင်တာဖြစ်ပါတယ်ဆေးလိပ်စတောက်ဖို့အားပေးတာမဟုတ်ပါဘူး